Hello မင်္ဂလာပါဒါကအင်းလေးဖောင်လို့ဖျားပေါ့နော်သွားတဲ့အမှတ်တရပါရှင်အင်းလေးကိုလို့စောစောစီးစီးသွားမယ်ဆိုပြီးတော့၄နိုင်ထားပြီး9နိုင်အိမ်ကနေစားထွက်ပါလေရှင်တနန်းလုံးပိတ်ထားပေါ့နော်ဒါကရွှေညအဝင်ရောက်ထားပါပြီရှင်ဆက်လီသမားနေရပေါ့နော်ကိုကမသွားခင်မှာတူတီမီချိတ်ထားတယ်ဆက်လီခါက6တောင်ပေါ့နော်ကဲတပြောတပါပေါ့နော်မောင်မလေးအင်းလေးသွားနေပါလေရှင်အင်းလေးကကိုရီးယားပထမတစ်ခါရောက်ပြီးပြီပေါ့ဒီတကားကမမရဲ့တငယ်ချင်းတွေကလာတာတဲ့သူကဆက်လီခါခံမဲတဲ့ကားခါခံတဲ့သူကဆက်လီခါခံမဲဆိုတော့ပေါ့နော်တပြောတပိုင်းသွားကြတာပါရှင်ဒါကတော့အင်းလေးသွားနေအဓိကသွားချင်းနေရအဖောင်းတော်ဦးကဲလေးပေါ်မှာစဖီဆွဲတယ်ပေါ့နော်ကဲဒီလိုနဲ့အပေါ်လုံးဖြည့်ရင်ဖြည့်နေနောက်ဆုံးဖောင်းတော်ဖျားရောက်သွားပါပြီရှင်ဖောင်းတော်ဖျားကြီးရပေါ့နော်ကဲဖျားရောက်တော့တပုံရိုက်မယ်ဆိုတနေ့နဲ့တနေ့တော့မင်းသေးဆိုတော့ပြီတပုံရိုက်ဖို့တိတော့ဆုံးပဲအာရုံရှိရရှိဒါတော့တက်ဖြတ်ချုံရဝင်တာပေါ့နော်ကဲဖောင်းတော်မှာကျွန်မပြေးပါတယ်ဟောအညီမတွေလည်းဟောသူရှော့ပစုံတွေတကားကနေရိုက်ပါတယ်တိတော့တွေပေါ့နော်ကဲဖောင်းတော်ဖျားလည်းဖူးပြီးတော့ပြီးတက်ပုံတွေလည်းရိုက်ပြီးပြီနော်တိတော့တွေလည်းစောပြီးဆိုပြန်ပါပြီရှင်ဖျားဒီရောက်တာ2ကြိမ်ပေါ့နော်ဒါပဲဖြစ်ပြောစရာတော့ကောင်းပါတယ်4နိုင်တော့ထားမလာနဲ့ရှိကျမတို့က4နိုင်ထားလာတဲ့အတွက်နေ့လယ်တစ်နာရီပြန်ရပါတယ်ရှင်ပထမတစ်ခါမှ9နာရီလာတာပေါ့နော်ည6နိုင်တောင်မှပြန်ရတယ်ဒီတစ်ခါမှတော့တော်တော်ကိုဆိုတယ်နေ့လယ်တစ်နာရီပြန်ရပါတော့ပြောချင်တာကတော့စောစောမလာနဲ့လို့နော်ပြင်းစရာအရန်ကောင်းပါတယ်ရှင်ကျမတို့ကတော့ကိုင်းကကိုထမင်းနဲ့ကိုထုတ်သွားတော့စားစီဘလောက်ပုံနဲ့တော့ဒီပြောချင်တာအင်းနေရစားတော့စားနဲ့ဖေးကြည့်တဲ့သုံးကြည့်ပြီးလို့တကယ်ချမ်းတော့ကြည့်စပါ